ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ housekeeping တွေရဲ့အဓိကအလုပ်လုပ်ရတဲ့လုပ်ငန်းတာဝန်တွေဘာလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မလေးရှားနိုင်ငံမှာလုပ်နေတဲ့ housekeeping လုပ်နေတဲ့ကျွန်တော်အလုပ်သမားတူပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ housekeeping တွေရဲ့လုပ်ငန်းတာဝန်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ housekeeping တွေဆိုတာကကျွန်တော်ဟိုတယ်တစ်ခုရဲ့တန့်ရှင်းရေးပိုင်းမှာအဓိကတာဝန်ယူရတဲ့လူတွေဖြစ်ပါတယ်။ဟိုတယ်တစ်ခုမှာကျွန်တော်တို့အခန်းပေါင်းများစွာရှိပါတယ်။ဒီအခန်းပေါင်းများစွာရဲ့အေးတွေလာတဲသွားတဲ့ဒီအခန်းတွေရဲ့တာဝန်တွေကိုကျွန်တော်တို့ housekeeping တွေကတာဝန်ယူပြီးတော့တန့်ရှင်းရေးလုပ်ရတာဖြစ်ပါတယ်။ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတယ်တွေမှာ customer တွေအေးတွေပေါ့အေးတွေလာပြီးတော့ကျွန်တော်တို့ check in ဝင်တယ်။ check in ဝင်ပြီးတော့အေးတွေက check in ဝင်ပြီးတော့နောက်တစ်နေ့မှာချက်အောက်မထွက်တဲ့အခန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်လည်မုန်းမှန်ပေးရတဲ့အခန်းမျိုးတွေရှိတယ်။ချက်အောက်မထွက်ခင်စက်ကြားမှာပြန်လည်မုန်းမှန်ပေးရတဲ့အခန်းကျွန်တော်တို့က make up ခန်းလို့ခေါ်တယ်။ဒီနေ့ချက်အောက်ဝင်တယ်check in ဝင်တယ်။နောက်တစ်နေ့ချက်အောက်မထွက်သေးဘဲနဲ့ဆက်နေတယ်။စတေးထပ်ပြီးတော့ဆက်နေတဲ့ extend ထပ်ဖြစ်တာပေါ့နော်။အဲ့လိုအခန်းတွေကိုကျွန်တော်တို့က make up အနေနဲ့ပြန်ပြီးဝင်လို့ရတဲ့အခန်းရှိတယ်။နောက်တစ်မျိုးလေးကြတော့ကျွန်တော်တို့ဒီနေ့ check in ဝင်တယ်။နောက်တစ်နေ့မှာချက်အောက်ထွက်သွားတဲ့အခန်းဆိုပြီးတော့နောက်တစ်မျိုးရှိနေတယ်။ဒီအခန်းတွေကိုကျွန်တော်တို့ကတန့်ရှင်းရေးကိုဝင်ပြီးတော့လုပ်ပေးရတာပဲဖြစ်ပါတယ်။ဘာတွေလုပ်ရလဲဆိုလို့ရှိရင်အခန်းတစ်ခန်းရဲ့ကျွန်တော်တို့ customer ထုတ်ဝေပြီးဆိုလို့ရှိရင်အခန်းကိုရင်စစ်ပေးရတယ်။ customer ရဲ့ပစ္စည်းတွေကြံမကြံအခန်းတွေစစ်ပေးရတယ်။ကြံသွားလို့ရှိရင်ကျွန်တော် reception ကိုလှမ်းပြီးတော့ချိတ်ပြီးတော့ customer ရဲ့ပစ္စည်းတွေဒါတွေကြံပါတယ်။ customer တွေလိုအပ်သေးလားမလိုအပ်ဘူးလားမလိုအပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြစ်တာဖြစ်တယ်။ကျွန်တော်တို့အရင်ဗီဒီယိုမှာပြောခဲ့တဲ့မျိုးတုံးလို့ရတဲ့ပစ္စည်းတွေ